စီဘောရဲ့လုပ်ငန်းနဲ့ကြားဆုံးရတဲ့ဒီကဘန်ဒါရေးဆိုင်ရာအမှား၅ချက်ကိုလောက်ကြတာရှိတယ်အဲ့ဒီဘန်ဒါရေးဆိုင်ရာအမှား၅ချက်ကိုလုပ်ပြီးတော့စီဘောရဲ့လုပ်ငန်းတွေကကြားရှုံးတယ်ပထမဆုံးအမှားကိုပြောပြမယ်ငွေသားစစ်စင်မှုကိုလုံးဝလိယူရှုထားတာအမျက်နောက်ကိုပဲလိငွေသားစစ်စင်မှုကတည်းကအရေးကြီးတယ်အမျက်ထက်ဖို့အရေးကြီးတယ်အမျက်ကရင်းကြီးတော့ဆိုအမျက်ရဖို့အရေးကြီးတယ်သို့တော့ငွေသားစစ်စင်မှုကအမျက်ထက်ဖို့ငွေသားစစ်စင်မှုကမရှိဘူးဆိုရင်မိတ်ဆွေရဲ့လုပ်ငန်းလုံးဝ gain over ဖြစ်တော့အဲ့ဒါနံပါတ်1အမှားပဲနံပါတ်2အမှားကလုံးဝ no budget no financial အစီအစဉ်မဆွေးဘူးဘန်နာရေးနဲ့ပတ်သက်လို့ဘန်နာရေးနဲ့ပတ်သက်လို့အစီအစဉ်မဆွေးဘူးဆိုရင်မျက်စိမိတ်ပြီးလမ်းလျှောက်နေတယ်မျက်စိမိတ်ပြီးလမ်းလျှောက်ဘာဖြစ်မလဲအားလမ်းမှာထွက်ကြည့်လိုက်လေသေတော့သေသွားနိုင်တယ်ဘလောက်အန်ဒရီများမြင်အဲ့ဒါဒုတိယကြာရှုံရတဲ့ဘန်ဒါရေးဆရာအမှားပဲတတိယမှားကဘာလဲဆိုလို့ရှိရင်ကိုယ်ပိုင်ငွေစင်းနဲ့နေပြီးတော့လုပ်ငန်းငွေစင်းနဲ့ရောရှက်ပြီးသုံးနေတာအလုပ်ကိုဖြစ်တယ်လို့လုပ်နေတာပေါ်တန်တွေးရင်တော့ဘာမှမဖြစ်ဘူးဘန်စင်းအတိတ်သာအခွန်လိုက်လာရင်မဲဆိုးတယ်မဲရမယ့်အခြေအနေကိုရောက်တော့လိမ့်မယ်အဲ့ဒါတတိယမှာနံပါတ်၄အမှားကဘာဆိုကိုထုတ်ကုန်ဝန်ဆောင်မှုအဲ့ဒီအတွက်ကိုဈေးနှုန်းလက်မဲ့ဖို့အတွက် cost per unit သေချာတွက်ချက်မထားတာ cost per unit သေချာတွက်ချက်မထားရင်ဈေးနှုန်းမှာမှားပြီဈေးနှုန်းမှားရင်လုပ်ငန်းဟာကြီးသောအမှားကိုကျူးလွန်ပြီပဲနံပါတ်၄အမှားတကယ်လို့သာအရန်စစ်ပေါ်ပေါ်နဲ့ရောက်ကြည့်ပါလားရောက်လေရှုံးလေဈေးအရန်မြင်သွားရင်လေ customer တွေဖောက်တွေကကိုနဲ့အလံဝေးသွားမှာကိုဈေးနှုန်းသက်မဲ့တွေဆိုတာ service ပေးရောက်ထုတ်ကုန်ပေးရောက်ကိုပေးတဲ့တန်ဖိုးနဲ့ညီမျှတဲ့ဈေးနှုန်းတစ်ခုကိုသက်မဲ့ဖို့အတွက် cost per unit အတွက်ကိုတွေ့ရအောင်နံပါတ်5အချက်ကပါလဲဆိုတော့ finance နဲ့ပတ်သက်လို့သူကသိသလိုနဲ့မသိတဲ့ຢာတွေအများကြီးဒါပေမဲ့သူကတကယ်သိနေတယ်အဲ့ရှိမှာလုပ်ငန်းအတွက် CFO တို့ corporate financial advisor တို့ဒီလူတွေနဲ့ရှိခဲ့ပြီးတော့သူအကြံဉာဏ်ယူပဲအလုပ်တွေမလုပ်တော့မသိတာကိုသိတယ်ထင်နေပြီးတော့အမှားတွေထပ်ပြီးတော့ကျူးလွန်ခဲ့တာဒါကြောင့်ဒီအမှား၅မျိုးကိုလုံးဝရှုံနိုင်ဖို့လုပ်ငန်းတွေအတွက်ရည်ကြီးတယ်